မင်္ဂလာပါရှင်ကျမအတွက်လေ22ရက်နေ့ကထူးထူးခြားခြားလက်ဆောင်လေးရတယ်အဲ့ဒါလေးကိုကျမပြပေးမယ်ကျမကိုလက်ဆောင်ပေးတဲ့ညီမလေးရတယ်လေတေးချာလေးစိတ်ထဲမှာလေအရန်ကိုကျမအတွက်ဆိုပြီးတော့ကိုသူတကူးတကားပေါ့နော်အတိအကျလေးတွေကိုစီစဉ်ပြီးတော့လက်ဆောင်လေးပေးတာအဲ့ဒီအတွက်လည်းလက်ဆောင်ပေးတဲ့ညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်လို့ညီမလေးကလည်းအမကိုပါရမီဖြည့်တယ်လို့ညီမလေးဖြည့်တဲ့ပါရမီနဲ့အမကလည်းကုသိုလ်တွေအများကြီးလုပ်မယ်နော်သာသနာအကျိုးတွေကိုအများကြီးလုံနိုင်အောင်လုပ်မယ်အမနဲ့အတူတူလိုက်ပါလှုပ်ဆောင်ခြင်းတဲ့သူတွေကိုလည်းအမကဖိတ်ခေါ်ပေးမယ်ပြီးလို့ရှိရင်ညီမလေးကိုလည်းမြစ်တာတွေပို့မယ်အမျှတွေပေးဝင်မယ်နော်ဘာလေးတွေပေးရလဲဆိုတော့ဒီမှာကျမကိုပေးတာလေသူကျမပြောဘူးတယ်ရောဟိုတနေ့ကအဲ့ညီမလေးကတစ်တကားဆရာတော်ကြီးနဲ့ဖူးတွေ့ရတဲ့အကြောင်းကိုကျမတို့ပြန်ပြီးတော့မျှဝေတဲ့အခါမှာအရန်ကိုပီတိတွေဖြစ်ပြီးတော့ကြက်သိမ်းထက်ပြန်ထားရတယ်ဆိုပြီးတော့ပြောခဲ့တယ်လीနော်အဲ့ညီမလေးကတကြံတွဲမှာတစ်တကားဆရာတော်ဖျားကြီးရဲ့ညောင်ဆယ်ပင်အတိတ်ထံကိုရန်ကုန်မှာအတိတ်ထံသွားဝင်တယ်သွားဝင်ပြီးတော့ပြန်တဲ့အချိန်မှာကျမအတွက်ဆိုပြီးတော့လက်ဆောင်လေးတွေဝယ်ပေးခဲ့တာဒါကဆရာတော်ဖျားကြီးရဲ့ညောင်ဆယ်ပင်အတိတ်ထံကျင့်စဉ်စာအုပ်ကလေးဒီစာအုပ်ကလေးအတိုင်းပေါ့နော်ကျမတို့ကပူဇော်ယုံပဲဒီစာအုပ်လေးကအစအဆုံးပေါ့နော်အဲ့လိုမျိုးအထဲထဲမှာပူဇော်နီးတွေအများကြီးပါတယ်အရန်ကိုအစင်ပြေပြီးတော့ပေါ့နော်ကျမအလိုချင်ဆုံးစာအုပ်လေးတွေကတအုပ်အဲ့အအတွက်ညီမလေးကိုကျေးဇူးအများကြီးတင်တယ်အဲ့ဒါပြီးတော့လေဘာလေးတွေထပ်ဝယ်ပေးခဲ့သေးလဲဆိုတော့ဒီမှာကြည့်အမတဲ့ဖျားရှိခိုးတဲ့အခါတဲ့တခါတည်းပြီးသွားအောင်လို့အမြောက်ဝေတာရူးခေါ်တဲ့အချိန်မှာဒီမှာခေါင်းလောင်းလေးပါဒါလေးတွေကလေကျမဒီမှာလဲဝယ်လို့မရဘူးပေါ့နော်အရန်ကိုလည်းလိုချင်နေခဲ့တာညီမလေးကလေအရန်ကိုအလိုက်တိပြီးတော့ရှစ်စရာလည်းအရန်နဲ့ကောင်းတယ်အဲ့တော့ကျမကလေညီမလေးပေးရကြိုးနဲ့အောင်ဖျားတရားတွေကိုလည်းပို့လုံးမယ်နော်ပြီးတော့ဒီမှာကြည့်ဒီဘူးလေးကအစလေးကျမဒီမှာကျဲသွားမှာဆိုလို့ပေါ့နော်ဟိုရေရှည်လေးတုံးလို့ရအောင်လို့ဘူးလေးကိုဆိုလဲပတ်ပတ်လေးအကုန်လုံးတိတ်ကလေးနဲ့ကတ်လိုက်တယ်ညီမလေးရဲ့နာမည်လေးကိုလည်းစာတန်းလေးထိုးပြီးတော့တင်ထားမယ်ဒါဘူးရဲ့အတွင်းတွေရောအပြင်ရောကျမတိတ်ကလေးနဲ့အကုန်လုံးပေါ့နော်ဒါအစ်စ်လေးမှတည်းဟာအဲ့လိုမျိုးလေးကတ်ထားလိုက်တယ်ကတ်ထားလိုက်တော့ကျမဒါကိုရေရှည်သုံးမယ်ဆိုလို့ရှိရင်လည်းဘူးလေးကမဟောင်းသွားတော့ဘူးပြီးလို့ရှိရင်ကျဲမလွယ်တော့ဘူးပေါ့နော်အဲ့ဒါလေးကတော့ကျမဘဝမှာမှတ်မှတ်ရဒစိမ့်ပေါ့နော်ကျမနဲ့တစ်ခါမှလည်းပြောရမယ်ဆိုလို့ရှိရင်အရင်ခင်မင်းရင်းနှီးတဲ့ညီမလေးမဟုတ်ဘူးပေါ့နော်သိနေတာကတော့ကြာပြီဒီလောက်အထိရေစက်တွေပါမှန်းမသိဘူးပေါ့နော်အခုကြာမှသာရေစက်တွေပါတာညီမလေးနဲ့ရလေပြီးတော့နောက်တစ်မျိုးဒီမှာကြည့်အောင်တခါတည်းနော်အကုန်လုံးကိုလေဒါကျမကိုတဲ့ကောက်ညံပေါင်းနဲ့နှုတ်စွန်းလေးနဲ့ကတ်ဖို့အတွက်ဆိုပြီးတော့တဲ့သူ့ရဲ့စိတ်ကူးလေးနဲ့လေအရန်ကိုမှဘယ်လိုခေါ်မလဲဖြည့်စည်းပေးထက်တာပေါ့နော်ပါရမီဖြည့်တတ်တယ်လို့ပဲပြောရမလားမသိဘူးဒါကျမအတွက်တော့အရန်ကိုကျေနပ်ရတော့လက်ဆောင်လေးတွေပါလို့လက်ဆောင်ပေးရဲ့ညီမလေးလည်းကိုကြီးကျမ်းမာခြင်းစိတ်ရှမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အဆအအရာရာသွားလီယာလာလီယာခလုံးမထီစူးမကြီးပဲနဲ့သူတော်ကောင်းများနဲ့သာအစဉ်အမြဲကြုံတွေ့ရတဲ့ညီမလေးဖြစ်ပါစေစိတ်သွားတိုင်းကိုပါလိုအင်ဆန္ဒတွေလည်းတလုံးတော့ပြည့်စုံပါစေညီမလေးပြုလုပ်နေခြင်းနဲ့ပုံစံအတိုင်းပြုလုပ်ရှင်တဲ့အလှူဒန်းတွေကိုလည်းအများကြီးပြုလုပ်နိုင်ပါစေလို့မြတ်တာလည်းပို့ပါတယ်ဆုတောင်းမြတ်တာလည်းပို့တာပါတယ်ညီမလေးလက်ဆောင်ပေးသွားတဲ့မုတ်ကလေးကလည်းအရန်နဲ့စားလို့ကောင်းတယ်လို့နောက်တစ်ပတ်ဥပုံလေးကနေစပြီးတော့ညောင်ဆယ်ပင်အတိတ်ထံကိုစပြီးတော့ပူဇော်မှာပါအဲ့ဒီအတွက်လည်းထပ်ပြီးတော့ post လေးတွေတင်ပေးမယ်လိုက်ပါလှုပ်ဆောင်ခြင်းတဲ့သူတွေဆိုလို့ရှိရင်လည်းတေချာလေးလိုက်ပါလှုပ်ဆောင်မှာအခုဖျားတွေမှာညောင်မင်းတွေမှာသွားပြီးတော့မလှုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အိမ်မှာပဲလှုပ်လို့လည်းရတဲ့နည်းလေးတွေကိုပြပြပေးမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်